ကဲမင်္ဂလာပါကျွန်တော်ကိုဖြိုးပါခင်ဗျာလဲသာအစ်စ်ရှယ်တွေမှာကိုရီးယားဂျပန်ပစ္စည်းတွေစက္ကန့်ပေါ့နော်လိုချင်တဲ့ customer တွေတရားကိုကြည့်ပြီးအထည်အများကြီးမရဘူးပြပစ္စည်းတွေအရန်ရှာလို့တည်ရအစ်စ်တွေအစ်စ်ဝယ်မယ်ဆိုလဲဈေးတွေကရန်ကြီးတယ်ပေါ့နော်နွားတွေတိုးတွေပါမယ်ပိုက်လော့တွေပါမယ်အမိုက်တွေပါမယ်ဈေးကတော့3သိန်းကျော်2သိန်းလောက်ပဲရှိမယ်တည်ရအစ်စ်အမိုက်တွေအမြန်ယူမရမယ်ကျွန်တော်ရန်ကုန်ကရောင်းချပေးတာဖြစ်တဲ့အတွက်ရန်ကုန်အိမ်ရောက်ငွေချေရပြီးအခြားမြို့နယ်တွေကိုငွေကြိုလွှဲရပါတယ်ခင်ဗျာနော်တရေစစ်မှန်ကြောင်အာမခံတဲ့အဖက်လည်းနေကွာကြာချင်းလုံးဝမရှိကြည့်လိုက်တာနဲ့သိမယ်ဗျာနော်ကိုဖြိုးရှိမှာဝယ်ဘူးတဲ့သူတွေဆို comment မှာမှန်သွားပြီ like and အသေးလေးပေး like and အသေးလေးပေးသွားပြီကျွန်တော်ဟိုမဲဖောက်ပေးဦးမယ်နော်ကဲစမယ်ဗျပစ္စည်းမချန်တာပဲငွေကြိုးလဲသူတွေရမယ်ခင်ဗျာနော်ကဲဒီမှာမိုက်တယ်ဒါလေးဆို2သိန်းကျွန်တော်ဝတ်ထားတဲ့ဒီဇိုင်းလေးပဲနော်2သိန်းကျွန်တော်ဝတ်ထားတဲ့ဟာဆို3သိန်းခွဲပေါ့နော်ဒါဆိုချပေးထားတာ2သိန်းတရေအစ်စ်ဗျာ cross လေးဒါ vintage old school ပုံစံဝတ်တာတရေအစ်စ်ပုံမှာရှေ့ထပ်မရတော့ဘူးနော်ကဲဒီမှာဆိုဒါလေးလည်းမိုက်တယ်တရေအစ်စ်ရှယ်ပဲနော်2သိန်းပဲအများကြီးမပြသွားတော့နော်ကဲဒီကောင်လေးဆိုလို့ရှိရင်ဒီကောင်လေးဆို vintage အထာအောင်ပါဗျာကျွန်တော်တို့ဟိုပြောမယ်ဆိုလို့ရှိရင်ပစ္စည်းရှားတယ်နော်ပစ္စည်းရှားတယ် vintage အထာ vintage အထာအောင်မှာကျွန်တော်တို့အဲ့ကောင်လေးကတော်တော်စုပ်စုပ်တောင်မှဈေးပြီးဝယ်နေရတဲ့အချိန်ပေါ့နော်ဈေးပြီးဝယ်နေရတဲ့အချိန်ကျွန်တော်ဝတ်တဲ့ဟာဆိုပကုံး18 3သိန်းခွဲမှာ USA တစ်စိမ်းနော်ကဲဒီကောင်ဆိုကျွန်တော်ဝစ်ပြလိုက်မယ်တော်တော်မိုက်တယ်ပိုက်လို့ use data လေးတော့ဒီနားမှာရှိတယ်မပြောပါလောက်နော်စက္ကန့်ဖြစ်တော့ဒီကောင်ဆိုကျွန်တော်အရန်ကြိုက်တာနော်ဒီကောင်ဆို3,800နဲ့ပဲယူဖားဖြုတ်လို့ရတယ်အထာကိုကြည့် flight jacket နော်မိုက်တယ်ကောင်ဆိုမိုက်တယ်နော်ဒီကောင်ဆို3,800တချို့ပစ္စည်းတွေကစက္ကန့်တဘာဝနားလည်မှာဝင်ယူပေးပါဒီအားထည့်ဆို3သိန်းရမ်းရှားတယ်ပခုံး16ထိဝတ်လို့ရတယ်ဝတ်ပြလိုက်ဦးတစ်ထည်နှစ်ထည်တော့ဝတ်ပြလိုက်မယ်နော်ကိုကြီးပစ္စည်းကောင်းမိုက်တယ် vintage ကိုတော့တိမှယူဒီကောင်ဆို2သိန်း Vastio မှာကျွန်တော်တို့တစ်ထည်လုံး real leather နဲ့လာမယ်ဒါလေးရင်ဝတ်ပြမယ်ဝတ်ပြချင်တာတွေကများဒီထည်ဆိုကျွန်တော်လိုချင်တာပေါ့နော်ကျွန်တော်လိုချင်တာအမှန်ကျွန်တော်ယူထားရမယ်ထည်ဒီထည်ဆိုမိုက်တယ် Vasti နောက်ဒီကောင်ဆိုတရေစစ်နွားတီအထူအကျွတ်ကြီးနဲ့လာမယ်လက်စီးမှာတော့လက်စီးလေး use တာရှိတယ်ရော့တာတော့မရှိဘူးเนาะဒီကောင်ဆို2သိန်းပစ္စည်းတွေကိုဟို quality ကိုကြိုက်မှယူเนาะကျွန်တော်တို့ quality ရောင်းတာเนาะကိုကြီး quality ရောင်းတာဒီမှာဒီကောင်ဆို3သိန်းပကုံး18 19တော့မိုက်တယ်ဒီအယောင်ကရှားတာเนาะဒီကောင်လေးဓာတ်ပုံရိုက်တာပါဆိုအရန်ပေါ်တယ်အယောင်เนาะကဲစမယ်နောက်တစ်ထည်ဒီကောင်ဆိုပကုံး16 19တမဝယ် share ရမယ်landscape မှာဣနေမယ်ဂျပန် brand နဲ့ထွက်မယ်ဗျ။စိုင်းနေတဲ့ဒီကောင်လေးလေ3,800နဲ့ပဲယူเนาะ3,800 16ကဲဒီကောင်ဆိုလဲမိုက်တယ်ဗျ။ပိုင်းလုံးမှာလဲတာအောင်မှာ landscape နဲ့ထွက်မယ်ပစ္စည်းအထဲကတက်တရစားအစ်နီးပါးတန့်တယ်ဒီကောင်လေးဆိုเนาะဒီမှာအပူမပြုံးเนาะအပူမပြုံးเนาะ test တရစားအစ်နီးပါးဒီကောင်လေးဆိုဈေးနှုန်းဟိုမှာပဲယူ2သိန်းနဲ့ပဲယူတော်တော်မိုက်တယ်ဗျဒီထဲဆိုချက်ဝစ်ပြအောင်ဗျเนาะဝစ်ပြမှာလှတဲ့ထဲလေးဆိုတော့ဝစ်ပြမှာရဒီအထည်နဲ့ကျွန်တော်ပိုက်လော့နဲ့ဒီထဲနဲ့ကျွန်တော်ကြိုက်ဆုံးနဲ့ပါပါတယ်ကိုကြီးတို့မယူနဲ့ကျွန်တော်ထိန်းသိမ်းထားလိုက်မယ်ဗျာနော်လေသာလေးတိန်းထားရင်တန်ဖိုးမနေဘူးတော်မိုက်ဒီမကြောက်လေးတွေပါတယ်လက်မှာလည်းကြောက်လေးပလင်းပါတယ်နော်ကဲဒီကောင်လေးမိုက်တယ်ပခုံး site ဒီကောင်လေးဆိုဆက်ခွန် fitting ရမယ် last skin ကိုဣဖတ်နေမယ်ကျိုင်းတဲ့တန်ဒီကောင်လေးက3,900ကဲဒီကောင်ဆိုအထူကြီးနွားကြီးအကျွတ်ကြီးနော်ပြည်တွင်းပြင်ပုံနိုင်ငံခြားပြည်ကိုမှာပစ္စည်းကောင်းလေးလိုချင်တယ်ဆိုဒီကောင်16သမားယူ16 2သိန်းနဲ့ယူအထူယူအညိုရောင်လေးနော်အညိုတန်းတယ်နော်အပြင်မှာရှယ်ပဲထက်ရအောင်မလဲ weight တော်တော်များတယ်ကဲဒီမှာ double flat လေးဗျာ double flat လေးအကုံး size 18သမားယူ double flat ကိုမှာပပအီအီလိုချင်တယ်ဆိုဒီခါယူ3,800နဲ့ယူကဲဒီကောင်ကတော့ပခုံး size ကြီးသမားတွေအတွက်ရွှေ Uniqlo မှာ leather အစ်စ်နွားသေးနဲ့ရမယ်ပခုံး19 20သမားယူကျိုင်းတဲ့တန်ဒီကောင်3,800နဲ့ယူကဲဒီကောင်ကတော့ရှာပါတပယ် flat ကိုမှခဲရကျိုင်းတဲ့ brother တွေယူပခုံး19ကျိုင်းတဲ့တန်ဒီကောင်လေး3,300ကဲဒီကောင်လေးလည်းမိုက်တယ် vintage အယောင်မတင်မဲ့ဒီတိုင်းဝတ်ပါနော်အကိုကြီးတို့ vintage တော်တော်လှတယ်နော်ဒီအယောင်ဟိုကဖြစ်နေတာနော်သူကစကန်ဆိုပေမဲ့ဒီလိုဒီဓာတွေကသူတို့ဝတ်ထားတာ fake တွေနော် fake တွေအဲ့လို fake ကိုရဖို့
လုတ်ပြီးအစ်စ်တောင်ရောင်းရတာဒါကောင်ဆို3သိန်းခွဲပခုံးဆက်ကိုကဲဒီကောင်ကတော့ classic ဆန်ဆန်လေးရမယ်ပခုံးဆက်ကို20ထောက်ထိဝယ်လို့ရတယ်19အတမပိုမိုက်မယ်19ခွဲကျိုင်းနဲ့တန်ရင်3သိန်းခွဲကြိုက်တဲ့အထည်ကို screenshot ယူပြီး Viber ဖုန်းနံပါတ်3996938883လေးနဲ့3996938883ဆိုတဲ့ Viber ကိုဆက်သွယ်လို့ရတယ်လို့ Facebook Messenger နဲ့ TikTok Messenger မှာလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ